မိနေတဲ့24နှစ်အရွယ်အမျိုးသားတဦးအားမြန်မာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့စင်ကာပူအမျိုးသားရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားWe were able to rescue the man who is around 24 years of age from the rubble. It took us 24 hours for this operation to save this man. He had been stuck under the rubble for about 40 hours.မိနေတဲ့24နှစ်အရွယ်အမျိုးသားတဦးအားမြန်မာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့စင်ကာပူအမျိုးသားရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားWe were able to rescue the man who is around 24 years of age from the rubble. It took us 24 hours for this operation to save this man. He had been stuck under the rubble for about 40 hours.မိနေတဲ့24နှစ်အရွယ်အမျိုးသားတဦးအားမြန်မာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့စင်ကာပူအမျိုးသားရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားWe were able to rescue the man who is around 24 years of age from the rubble. It took us 24 hours for this operation to save this man. He had been stuck under the rubble for about 40 hours.